ဘောလုံးကံမီအမေအတွက်အိမ်နဲ့ကားသုံးစီးဝယ်ပေးခဲ့တဲ့လက်ရွေးစင်ကစားသမားဝင်းသိန်ကြီးထွန်းကဘာမှာမြန်မာဟေးလုံးဟစ်ကျွင်းနိုင်ခဲ့တဲ့မြန်မာဘောလုံးလောကရဲ့မျိုးသမီးတွေရဲ့2025ခုနှစ်မှာပြန်လည်ခေါင်းပေါ်လာပြီလို့ဆိုရမှာပါဖေဖော်ဝါရီလ18ရက်နေ့မှာ26ရက်နေ့ထိနီပေါနိုင်ငံမှာကျင်းပတဲ့ International Women Championship 2025လိနိုင်ငံအမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲမှာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကဘိုးဆွဲပြီးချန်ပီယံဆုဖလားကိုဆုခူးနိုင်ခဲ့ပါတယ်ဒီလိုမျိုးမြန်မာမျိုးသမီးချန်ပီယံဖြစ်ခဲ့တာနဲ့အတူအတိမတ်ပြုချီးကျူးရမယ့်ကစားသမားကဝင်းသိန်ကြီးထွန်းပါဝင်းသိန်ကြီးတို့ကနှစ်ပေါင်း30ကျော်လောက်မြန်မာမျိုးသမီးလက်ရွေးစင်အသင်းကောင်းဆောင်တော်တို့အနေနဲ့ဥဆောင်မှုပေးခဲ့တာပါမြန်မာလက်ရွေးစင်ကစားသမားတယောက်ဖြစ်သူဝင်းသိန်ကြီးထွန်းကသူမအနေနဲ့ရရှိလာတဲ့စုချင်းဝင်များနဲ့အမေကိုအိမ်ဆောက်ပေးပြီးကားတစ်စီးထပ်မံဝယ်ပေးခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။သူမဟာမြန်မာအသင်းအတွက်အနိုင်ဂိုးကိုသွင်းပေးကမြန်မာကုံဆောင်ပေးခဲ့တဲ့ကစားသမားတယောက်ပဲဖြစ်ပါတယ်။ဝင်းသိန်ကြီးထွန်းကရသမျှအကုန်မေကိုအပ်ပါတယ်။ဟိုရင်ကလေးကပေါ့အခုရလာတဲ့စုငွေတွေကိုလည်းအိမ်ဆောက်ပေးတယ်။ကားနောက်ထပ်တစ်စီးဝယ်ပေးတယ်။အခုဆိုရင်ကား3စီးရှိပါပြီ။ကိုအတွက်ကိုသုံးစရာမရှိပါဘူး။ဘောကန်ဖက်နဲ့ဝယ်တယ်။အဝတ်စားနည်းနည်းပါးပါးဝယ်တယ်။အဲ့လောက်ပါပဲဆိုပြီးသူမကပြောပြခဲ့ပါတယ်။ဝင်းသိန်ကြီးထွန်းဟာမိခင်ကြီးအတွက်သမီးလိမ်မာလေးနိုင်ငံအတွက်အမျိုးသမီးဘောလုံးကစားသမားကောင်းတယောက်ဖြစ်တာမကောင်းမြန်မာလက်ရွေးစင်အသင်းရဲ့လေးစားအားကြတဲ့စီနီယာအသင်းကောင်းဆောင်ကောင်းတယောက်ဆိုတဲ့ဂုဏ်ပုဒ်တွေကိုရရှိထားပြီးတော့ဂုဏ်ယူစရာလို့ဆိုရမှာဖြစ်ပါတယ်။